အနေအောင်နဆိုးဆေးလျက်စီဒီဆေးလျက်စီရဆိုရင်တော့အဆင့်ကိုဆေးလုံးနဲ့ဝေးဖွားလာတဲ့အချိန်မှသာပေါ်လာတာပါကိုရောက်ချေဆေးလျက်စီကိုထွက်ပေါ်စေနိုင်တဲ့ဆေးလုံးပဲဖြစ်စေအဆင့်ကိုဆေးလုံးတွေပဲဖြစ်စေအဲ့ဒီဆေးလုံးတွေအားလုံးကဒိုချီကုန်းမြစ်တစ်ခုလုံးကိုလှုပ်ခတ်ဖို့အတွက်လုံလောက်တဲ့ဆေးလုံးတွေပါအဆင့်ကိုဆေးညွန်းတစ်ခုရဲ့တန်ဖိုးကအဆင့်နဲ့ကောင်းကင်အဆင့်တူတိုင်းထက်အနေငယ်လီမှာနေကြမှုရှိမနေပါဘူးအားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ episode 184ကို review လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ video လေးစလိုက်ကြရအောင်အရင်အပတ်မှာတော့ဆေးမြော့စင်မှာရှိတဲ့အကြီးကဲရဲ့အဆင့်ကိုပြပြပေးသွားပြီဆိုတော့ထပ်ပြီးတော့မရှင်းပြတော့ပါဘူးအခုဆေးပြိုင်ပွဲကိုပဲဓာတ်ရိုက်ပြပြပေးပါမယ်ဒီမှာအယုံဆုံးအနေနဲ့အဖိုးကြီးဟိုကရောက်ချမ်းကိုဘာလို့ဖြစ်လန်းနီးကိုတုံးပြီးညံညံနဲ့များတယ်လို့ပြောနေလဲဆိုတော့အရင်ရှင်းပြပေးပါမယ်ရှောင်းဝန်းကဆေးပြိုင်ပွဲမှာတော့ဝိညာဉ်အားဖြည့်နီလန်းကိုအသုံးပြုခဲ့တာကိုအားလုံးကမှတ်မိကြလားမသိဘူးရှောင်းဝန်းကမိုကူကိုအနိုင်ရဖို့အတွက်ကြေးပကံများမှာပါတဲ့စိတ်ဝိညာဉ်အားဖြည့်အမှုကိုအဆင့်ရှိဆေးလုံးတွေကိုထည့်ပေါင်းပြီးတော့အသုံးပြုခဲ့ပါတယ်အဲ့ဒါဆိုရင်တော့ဝိညာဉ်အားဖြည့်နီလန်းပါအဲ့နီလန်းဟာဆိုရင်တော့မော်ဆေးပညာရှင်လောကမှာရောက်ချမ်းကပထမဆုံးတည်ထွင်ခဲ့တာပါပြောရရင်ရောက်ချမ်းအဲ့နီလန်းကိုသူကအရေးစွန့်ပြီးတော့လုပ်ခဲ့တာပါအရန်အိုမှာလည်းအန်ရများပါတယ်ဖော်ဆက်နေတဲ့ဆေးလုံးတွေကိုပြင်ပပစည်းတစ်ခုကိုထည့်သွင်းရတာဆေးလုံးကိုပောက်ကွဲသွားနိုင်ချေကအရန်အိုမှာများပါတယ်ပြောရမယ်ဆိုရင်အဲ့နီလန်းအရန်အိုမှာစွန့်စားရကြားတဲ့နီလန်းပါဒါပေမဲ့လည်းအဖိုးကြီးဟိုကပြောသလိုပဲအဲ့နီလန်းကတော့ဖျက်လန်းနီလန်းပါရှောင်းရမ်းဆိုရင်လည်းအလဲပိုင်းကုန်းမီယာဆေးပြိုင်ပွဲကြီးမှာချန်ပီယံနေရာကိုရဖို့အတွက်သူကသူ့ရဲ့အဆင့်ရှိဆေးလုံးအယိုးသွေးပေါင်းဆက်ဆေးလုံးထဲမှာသူကစိတ်ဝိညာဉ်အားဖြည့်အမှုကိုထည့်သွင်းပြီးတော့အသုံးပြုပြီးငါးရုံချေဆေးလျက်ဆေးကိုဆင့်ခေါ်နိုင်တဲ့ဆေးလုံးကိုဖော်ဆက်နိုင်ခဲ့တာပါပြောရမယ်ဆိုရင်တော့ရှောင်းဝမ်းကအဲ့ဒီအချိန်မှာငါးရုံချေဆေးလျက်ဆေးကိုဖော်ဆက်နိုင်ခဲ့တာသူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကတန်မာတာလဲပါတယ်ပြီးတော့စိတ်ဝိညာဉ်အားဖြည့်အမှုရဲ့အကျိုးကျေးဇူးကြောင့်ပါဒါပေမဲ့အဲ့လိုစိတ်ဝိညာဉ်အားဖြည့်အမှုကိုဆေးလုံးထဲကိုပေါင်းဆက်ဖို့ဆိုတာပင်ကိုတိုင်ရလေမီးပေါ်ထိန်းချုံနိုင်စွမ်းနဲ့စိတ်လုံးပေါ်ထိန်းချုံနိုင်စွမ်းမှာအတော်လေးဥမှာမြင့်မားနေမှာရမှာပါဒါအပြင်စိတ်ဝိညာဉ်ကိုလည်းတိကျစွာနဲ့ထိန်းချုံနိုင်မှာရမှာပါအဲ့လိုအခြေအနေအားလုံးကထပ်တူကြနေမှသာအဲ့လိုအရာမျိုးကိုလှုပ်ဆောင်ရဲမှာပါဒါတော့မှမော်ဆေးပညာရှင်အများစုကအဲ့လိုနီလန်မျိုးကရှိတာကိုသိကြပါတယ်ဒါပေမဲ့ဘသူကမှယူယူမမိုက်မလုပ်ရဲကြပါဘူးဘာလို့လဲဆိုတော့အဲ့နီလန်ကစိတ်လုံးပျက်စီးသွားနိုင်ချေအရန်ဥမှာများနေလို့ပါဒါကြောင့်မလို့အခုပြောပြချင်တာရှောင်းဝန်းကမိုကူကိုအနိုင်ယူခဲ့တယ်လို့ပဲရောက်ချမ်းတော့ကလည်းအဖိုးကြီးဟိုကိုရောက်ချမ်းစိတ်ဝိညာဉ်အားဖြည့်အမှုဆိုတဲ့နီလန်းကိုသူကပထမဦးဆုံးထွင်ခဲ့ပြီးသူ့ရဲ့ဆေးလုံးကိုသူကအာနီးတင်တိုးမြင့်ခဲ့ပါတယ်ဒါကြောင့်မလို့သူကအဖိုးကြီးဟိုကိုအနိုင်ရရှိခဲ့ပြီးချန်ပီယံနေရာကိုရခဲ့တာပါအဲ့လိုနီလန်းကြောက်ပဲအဖိုးကြီးဟိုကရောက်ချမ်းကိုအခုချိန်ထိမကြင်မနှက်ဖြစ်နေတာပါပြောရမယ်ဆိုရင်ရောက်ချမ်းပြင်ပနီလန်းကိုတုံးရတယ်လို့သူကယူဆတာပါဒါပေမဲ့အဲ့လိုပြင်ပနီလန်းကိုတုံးတယ်ဆိုတာကလည်းပင်ကိုတိုင်ရအရေးချင်းရှိနေမှာတုံးလို့ရတဲ့နီလန်းပါကိုယ့်ရဲ့စိတ်ဝိညာဉ်ပေါ်ထိန်းချုံနိုင်စွမ်းနဲ့မီးပေါ်ထိန်းချုံနိုင်စွမ်းကကောင်းမှုမနေဘူးဆိုရင်အဲ့နီလန်းကိုတုံးမဲ့ဆိုတာအိမ်မက်မနေအောင်တတ်ပါပဲအဲ့နီလန်းကိုယ့်ရဲ့စိတ်ဝိညာဉ်ဟာလုံလောက်ကိုတန်မာမနေပဲတွားပြီးတော့တုံးလိုက်မယ်ဆိုရင်ဆေးလုံးအောင်ပျက်စီးသွားနိုင်ချေအရန်ဥမှာများပါတယ်ဒါကြောင့်မလို့မော်ဆေးပညာရှင်အများစုကအဲ့လိုနီလန်းမျိုးကိုမတုံးကြတာပါသူတို့ကတုံးဖို့အတွက်မစွန့်စားရဲကြပါဘူးစွန့်စားရဲတဲ့သူတွေကသာအောင်မြင်မှုကိုရရှိကြတာပါရောက်ချမ်းတဲ့ရှောင်းဝန်းကတော့အဲ့လိုပါပဲမော်ဆေးပညာရှင်ပြိုင်ပွဲကြီးမှာသူတို့ကစွန့်စားပြီးတော့အောင်မြင်မှုကိုရရှိခဲ့ကြတဲ့လူနှစ်ယောက်ပါဒါကြောင့်မလို့ရောက်ချမ်းတော့ကလေအဖိုးကြီးဟိုရောက်ချမ်းကဝိညာဉ်အားဖြည့်နီလန်းကိုအသုံးပြုပြီးတော့ကြော်တက်ပြီးတော့ချန်ပီယံနေရာကိုရရှိခဲ့တာပါအဲ့ဒီတိုင်းပဲရှောင်းဝန်းကလေးမှာလေဆရာရဲ့ခြေရာကိုလိုက်နေပြီးအဖိုးကြီးမိုကူကိုသူကဝိညာဉ်အားဖြည့်နီလန်းနဲ့ပဲအနိုင်ရခဲ့တာပါဒါကတော့အဖိုးကြီးဟိုကရောက်ချမ်းကိုအခုချိန်ထိအဓိကမကြင်မနှက်ဖြစ်နေရတဲ့အကြောင်းရင်းပါဒါဆိုရင် review လေးကိုပြန်ဆက်လိုက်ကြအောင်ဒီမှာအဖိုးကြီးဟိုရဲ့စွမ်းရည်ကတော့သူတော်စင်အဆင့်ကိုမရောက်သေးပေမဲ့သူကစေးပညာမှာဆိုရင်တော့တကယ်လို့မှအစွမ်းထက်တဲ့လူတစ်ယောက်လို့ပြောရမှာပါသူကလည်းတကယ်လို့မှစေးเจ้าဆောင်အတွက်တန်မိုးရှိတဲ့လူတစ်ယောက်ပါအဖိုးကြီးဟိုကဖျက်လန်းနီးကိုသဘောမကျပေမဲ့သူ့ရဲ့ကိုယ်ပိုင်စူးစမ်းအထောက်မှုသာသူကယုံကြည်တာပါဒါကြောင့်မလို့သူ့အနေနဲ့ဆိုရင်လည်းသူ့ရဲ့နီလန်းအမှန်ကန်ပါတယ်ဒါပေမဲ့ရောက်ချမ်းတို့ဘက်ကကြည့်မယ်ဆိုရင်လည်းဆေးလုံးရဖို့ကသာအရေးကြီးဆုံးပါဆေးလုံးကိုရရှိမှသာအောင်မြင်မှုအစစ်မှန်ကိုရရှိတာပါဆေးလုံးမရရှိပဲကိုယ်တိုင်စူးစမ်းနေမယ်ဆိုရင်တော့နောက်ဆုံးမှာတော့အချိန်ကုန်တာပဲအဖက်တင်ပြီးအလကားတက်ပါပဲဒါကြောင့်အဖိုးကြီးဟိုရဲ့ဆေးပညာစွမ်းရည်ကိုပြောရမယ်ဆိုရင်လည်းဆေးเจ้าဆောင်ကြီးမှာသူ့ထက်တာတဲ့လူကလက်ငါးချောင်းတော့မပြည့်ပါဘူးပြောရမယ်ဆိုရင်ရွှန်ကုန်ကြီးတို့၃ယောက်ရဲ့မော့ဆေးပညာရှင်စွမ်းရည်ကတော့အဖိုးကြီးဟိုထက်နှိမ့်ကြနိုင်ချင်တော့ရှိနေပါတယ်ဘလို့ပဲဖြစ်ဖြစ်ရွှန်ကုန်ကြီးတို့ဆေးလုံးဖော်ဆက်တာကိုတခါမှမတွေ့ရဘူးသေးပါဘူးဒါကြောင့်မလို့အဖိုးကြီးဟိုရဲ့စွမ်းရည်ကိုလည်းအထင်သေးလို့မရပါဘူးအဖိုးကြီးဟိုကဆေးเจ้าဆောင်ရဲ့အကြီးကဲနေရာပြိုင်ပွဲကိုသူကဟိုးရင်အချိန်ဒီမှာထရဝင်ပြိုင်ပြီးတော့အကြီးကဲဖြစ်ဖို့အတွက်အခွင့်အရေးရှိနေပါ
ပြီဒါပေမဲ့သူကစိတ်ဝင်စားခဲ့တာပါအခုရောက်ချမ်းရောက်လာမှသာသူကပြိုင်ပွဲကိုဝင်ဖို့အတွက်စိတ်ဝင်စားလာပြီရောက်ချမ်းကိုအနိုင်ယူခြင်းတဲ့အတွက်သူကတမင်တကာပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်တာပါဒီမှာစေးចောင်းဆောင်ငယ်စေးလောကဒီစေးလောကဆိုရင်တော့ရှောင်းဝမ်တို့မော်စေးပညာရှင်ပြိုင်ပွဲပြိုင်တော့ကသူတို့ဝင်ရောက်တဲ့လီဟာနယ်လောကစေးလောကနဲ့အတူတူပါပဲဒါပေမဲ့အဲ့ဒီလီဟာနယ်လောကမပြည့်စုံတဲ့လီဟာနယ်လောကလေးပါဒါပေမဲ့ဒီစေးចောင်းဆောင်ရဲ့လီဟာနယ်လောကကတော့ပြည့်စုံတဲ့လီဟာနယ်လောကငယ်ပါရှင်ကြည့်မယ်ဆိုရင်တော့လီဟာနယ်လောကငယ်ချင်းတူပေမဲ့ခိုင်ခန့်မှုနဲ့စွမ်းရည်ကွာဟမှုကတော့မိုးနဲ့မြေလိုပါပဲဒါကြောင့်မလို့ဒီထဲမှာရှိတဲ့ဆေးပင်တိုင်းကလည်းအတော်လေးကိုမှအဖိုးတန်တဲ့ဆေးပင်တွေကြီးပါပဲဆေးနိုင်ငံမော်ဆေးပညာရှင်ပြိုင်ပွဲတော့လီဟာနယ်လောကမှာရှိခဲ့တဲ့ဆေးပင်တိုင်းကဒီထဲမှာလည်းရှိနေပါတယ်ပြောမယ်ဆိုရင်တော့ဒါဆေးចောင်းဆောင်အတွက်သူတို့ရဲ့ဆေးလောကပါပဲအဖိုးကြီးဟုံရဲ့စွမ်းရည်ကိုလုံးဝအထင်မသေးသင့်ပါဘူးဘာလို့လဲဆိုတော့အဖိုးကြီးဟုံကအဆင့်ကိုဆေးညွန့်နေအများကြီးကိုတော့မှရှာဖွေစုဆောင်းနိုင်တဲ့လူတစ်ယောက်ပါအဆင့်ကိုဆေးညွန့်တစ်ခုရဲ့တန်ဖိုးကအဆင့်နဲ့ကောင်းကင်အဆင့်တို့တိုင်းထက်အနည်းငယ်လီမှာနေကြမှုရှိမနေပါဘူးအချို့အဆင့်ကိုဆေးညွန့်နေဆိုရင်အလဲအဆင့်ကောင်းကင်အဆင့်တို့တိုင်းနဲ့အဆင့်မြင့်ကောင်းကင်အဆင့်တို့တိုင်းနေနဲ့တော့နှိုင်းရှိနိုင်တဲ့အထိတန်ဖိုးရှိတဲ့ဆေးညွန့်တွေကအများကြီးကိုမှရှိနေပါတယ်ဒါကြောင့်မလို့အဆင့်ကိုဆေးညွန့်တစ်ခုရဲ့တန်ဖိုးကလည်းဒိုချီကုန်းမြင့်တစ်ခွင်လုံးမှာအရန်အောင်မှာတန်ဖိုးကြီးတဲ့အရာလို့ပြောလို့ရပါတယ်ဒါပေမဲ့အဖိုးကြီးဟိုကတော့အမြောက်တော့စုဆောင်းနိုင်ခဲ့ပါတယ်ဒါဆိုရင်တော့သူ့ရဲ့တသက်တာလုံးစုဆောင်းမှုတွေလို့ပြောရမှာပါရောက်ချမ်းလို့အဖိုးကြီးသူ့စီမှာတော့အဆင့်ကိုဆေးညွန့်ကနှစ်ခုသာရှိနေတာပါဒါဆိုရင်လေရောက်ချမ်းကအဆင့်ကိုဆေးညွန့်တွေကိုစုဆောင်းနိုင်တဲ့စွမ်းရည်မရှိတာမဟုတ်ပဲသူကအဆင့်ကိုဆေးညွန့်တွေကိုလိုက်လံစုဆောင်းနေတဲ့အချိန်ခါမှာတစ္ဆာဖောက်ပြီးတော့တက်ဖြတ်ခံခဲ့ရတာပါသူပျောက်ကွယ်သွားတာလက်ရှိဒိုချီကုန်းမြေကြီးရဲ့အချိန်နဲ့တွက်လိုက်မယ်ဆိုရင်တော့အနည်းဆုံးနှစ်ပေါင်း90ရာနဲ့နှစ်ပေါင်း100ကြားထိရှိနေပါပြီအဲ့ထက်လည်းပိုရင်ပိုနိုင်ပါလေဘာလို့လဲဆိုတော့ရောက်ချမ်းရဲ့လက်ရှိအသက်ကနှစ်ပေါင်း300နဲ့နှစ်ပေါင်း900ကြားမှာရှိနေတာမို့လို့ပါဒါကြောင့်မလို့အဲ့အချိန်တွင်းမှာရောက်ချမ်းကသာစေးចောင်းဆောင်မှာတက်ရှိထင်ရှားအခုထိရှိနေမှဆိုရင်တော့ရောက်ချမ်းပိုင်ဆိုင်နာမဲ့အဆင့်ကိုစေးညွှန်းဆိုတာကလည်းအဖိုးကြီးဟုန်ထက်အနှဲငယ်လေးမှနှိမ့်ကြနေမှာမဟုတ်ပါဘူးဒါပေမဲ့ရောက်ချမ်းကသူ့အရင်အချိန်တွေတုန်းကသူ့တော်မှအဆင့်ကိုစေးလုံးကိုဖော်ဆက်နိုင်ခဲ့တာမဟုတ်ပါဘူးသူ့ရဲ့အမြင့်ဆုံးဖော်ဆက်ခဲ့တဲ့စေးလုံးက9ယောက်ချေစေးလက်စီးကိုဆင့်ခေါ်နိုင်တဲ့အဆင့်8စေးလုံးပါပဲဒါကြောင့်မလို့ရောက်ချမ်းရှောင်းဝမ်ကအဆင့်ကိုစေးလုံးကိုဖော်ဆက်နိုင်ပါမလားဆိုပြီးတော့သူကဒီပြိုင်ပွဲကြီးမှာရှောင်းဝမ်အတွက်စိုးရိမ်နေတာပါဘယ်လိုပဲဖြစ်ဖြစ်လက်ရှိစေးပြိုင်ပွဲကြီးကဒိုချီကုန်းမြေတစ်ခုလုံးရဲ့အထွန်းထိပ်စေးပြိုင်ပွဲတစ်ခုလို့ပြောလို့ရပါတယ်9ယောက်ချေစေးလက်စီးကိုထွက်ပေါ်စေနိုင်တဲ့စေးလုံးပဲဖြစ်စေအဆင့်ကိုစေးလုံးတွေပဲဖြစ်စေအဲ့ဒီစေးလုံးတွေအားလုံးကဒိုချီကုန်းမြေတစ်ခုလုံးကိုလှုပ်ခတ်ဖို့အတွက်လုံလောက်တဲ့စေးလုံးတွေပါဘာလို့လဲဆိုတော့အဲ့စေးလုံးတွေကိုတိုင်းသူတို့စဉ်အဆင့်ပညာရှင်တွေနဲ့တိုင်းဝိဇာအဆင့်ပညာရှင်အများစုကတော့မှလိုချင်တက်မှတ်ကြတာမို့လို့ပါအဲ့စေးလုံးတွေကလည်းအလောက်ထိကိုမှတန်မိုးကြီးကြတာပါဒီမှာပြိုင်ပွဲရဲ့အစမှာဆိုရင်တော့လိုအပ်တဲ့စေးမယ်ပစည်းတွေအစင်းမြင့်စေးမယ်ပစည်းတွေအားလုံးကိုစေးမြော့စင်ငယ်ရဲ့စေးလောကကနေထောက်ပံ့ပေးထားတာကြောင့်သူတို့အတွက်စေးမယ်ပစည်းဆိုတာရှားပါတဲ့အရာတော့ဟုတ်မနေတော့ပါဘူးဒီမှာအဖိုးကြီးဟိုရဲ့စေးမီဘောအဲ့ဒီစေးမီဘောကဆိုရင်တော့စေးမီဘောစင်းမှာထိတ်တန်း10ခုထဲမှာတော့ပါဝင်နေတဲ့စေးမီဘောပါအဖိုးကြီးဟိုရဲ့မီးဘောကလည်းအတော်လေးကိုမှအစင်းမြင့်တဲ့မီးဘောလို့ပြောလို့ရပါတယ်ရှောင်းဝမ်ရဲ့စေးမီဘောရှောင်းဝမ်ရဲ့စေးမီဘောကဆိုရင်တော့ရှောင်းဝမ်ကစေးမီဘောကိုအသုံးမပြုတော့တာသူအဆင့်ရှိစေးလုံးတွေကိုစတင်ဖော်ဆက်နိုင်ကြရပါဘာလို့လဲဆိုတော့ရှောင်းဝမ်ကရောက်ချမ်းကိုယ်တိုင်ကတင်ပေးထားတဲ့ကောင်းကင်မီတော့ကိုစေးမီဘောအဖြစ်ပြောင်းလဲခြင်းနီလန်းကိုသာအသုံးပြုပြီးတော့စေးလုံးတွေကိုတန့်စင်တာပါအဲ့နီလန်းကဆိုရင်လေရောက်ချမ်းကိုယ်တိုင်ကစတင်ဖန်တီးခဲ့ပြီးရှောင်းဝမ်ကိုလက်ဆင့်ကန်အမွေပေးခဲ့တဲ့နီလန်းပါအဲ့နီလန်းကိုအသုံးပြုဖို့အတွက်တော့ကောင်းကင်မီတော့အပေါ်ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ထိန်းချုပ်နိုင်ဖို့အတွက်နဲ့မီးပေါ်မှာကိုယ့်ရဲ့ထိန်းချုပ်မှုကအတော်လေးကိုကောင်းမွန်နေဖို့အတွက်သာလိုအပ်တာပါအဲ့လိုဖြစ်နေမှဆိုရင်တော့ကိုယ့်ရဲ့စိတ်ဆွမ်းအားကတန်မာနေပြီဆိုရင်မီးတောင်းနဲ့စေးမီဖို့တစ်ခုကိုဖန်တီးပြီးတော့စေးလုံးတွေကိုတန့်စင်နိုင်စွမ်းရှိနေပါတယ်ဒီမှာအားလုံးကမြင်တွေ့နေရတဲ့အဖိုးကြီးဟုံနဲ့ရှောင်းရဲပြိုင်ပွဲကမြင်နေတာတော့မဟုတ်ပါဘူးအဆင့်ရှိအထွန်းထိပ်မော်ဆေးပညာရှင်တွေရဲ့ဆေးပြိုင်ပွဲကြီးဆိုတာအဆင့်ရှိအထွန်းထိပ်မော်ဆေးပညာရှင်တွေရဲ့ဆေးပြိုင်ပွဲကြီးဆိုတာအဆင့်ရှိအထွန်းထိပ်ဆေးလုံးတွေအဆင့်ကိုဆေးလုံးတွေရရှိဖို့ဆိုတာကလည်းတရက်နှစ်ရက်နဲ့ပြီးသွားတဲ့ကိစ္စဟုတ်မနေပါဘူးသူတို့ရဲ့စေးပြိုင်ပွဲကြီးရာဆိုရင်တော့လောက်ဝက်လောက်ကိုကြာမြင့်ခဲ့တာပါဒီမှာပထမဦးဆုံးအချိန်သူတို့ကစေးလုံးကနဦးပုံစံကိုမဖော်ဆက်နိုင်ခင်မှာတင်မိတော့ထင်းချုပ်တဲ့အဆင့်မှာပဲအချိန်9ရက်လောက်ကိုကုန်ဆုံးသွားခဲ့ပါတယ်ဒီမှာအဖိုးကြီးဟိုကသူ့ရဲ့စေးမယ်တွေကိုတန်းစင်တဲ့နီလန်းဒီနီလန်းကဆိုရင်တော့သူ့ရဲ့စိတ်ဝိညာဉ်ဟာကောင်းကင်အခြေအနေမှာရှိနေလို့အသုံးပြုနိုင်တဲ့နီလန်းပါသူ့ရဲ့ကောင်းကင်အခြေအနေစိတ်ဝိညာဉ်နဲ့သူကကိုခွဲတစ်ခုကိုထုတ်နိုင်ပါတယ်အဲ့လိုစိတ်ဝိညာဉ်ကိုခွဲကိုသူကစေးလုံးအိုးထဲမှာပေါင်းဆက်ပြီးသူ့ရဲ့စေးမယ်တွေကိုအာနိသင်မရောကြအောင်လို့သူကိုယ်တိုင်ကဂယူးရဆိုင်နဲ့ရွေးချယ်ပြီးတော့အသေးစိတ်တန်းစင်မှုကိုပြုလုပ်ထားပါဒီနီလန်းဆိုရင်တော့အတော်လေးကိုထိရောက်တဲ့နီလန်းလို့ပြောလို့ရပါတယ်စေးလုံးရဲ့အာနိသင်ကိုအနှဲငယ်လေးမှမရောကြစီပဲအမြင့်မောင်ဆုံးအနေထားထိရောက်ရှိအောင်လို့တန်းစင်တဲ့နီလန်းပါ
အဖိုးကြီးဟွန်ဝါတန့်စင်နဲ့ချင်းရွှန်နှစိုးမိတော့ဆေးလုံးအဲ့ဆေးလုံးကဆိုရင်တော့မီးတို့ချီဆွမ်းရင်ကိုကျင့်ကြံတဲ့လူတွေအတွက်အကျိုးတရားမှုမြင့်မာတဲ့ကျင့်စဉ်မှာပြောရမယ်ဆိုရင်တော့မီးရန်တောင်ကြားသခင်ထန်ချမ်းနဲ့ရှောင်းဝန်းတို့အတွက်ဆိုရင်တော့အတော်လေးကိုကောင်းမွန်တဲ့ဆေးလုံးလို့ပြောရမှာပါအဲ့ဆေးလုံးကိုတောက်သုံးလိုက်မယ်ဆိုရင်ခန္ဓာအတွင်းကဒိုချီစွမ်းရည်ကပြောင်းလဲလာပြီးတိုက်ခိုက်စွမ်းရည်ကတိုးတက်လာမှာပါအဲ့လိုတိုက်ခိုက်စွမ်းရည်တိုးမြင့်သွားတာကောင်းကင်မီတောင်နဲ့ရှောင်းဝဲဒိုချီစွမ်းရည်ကပေါင်းဆက်ပြီးသူ့ရဲ့ဒိုချီစွမ်းရည်နေရာကြမ်းတမ်းပြီးတော့တန်မာလာတယ်လို့ပါပဲသူကအဆင့်ကျော်တိုက်ခိုက်နိုင်တယ်လို့မျိုးပါအဲ့လိုမျိုးကိုယ့်ရဲ့ဒိုချီစွမ်းရည်ကပို့ပြီးတော့ကြစ်လစ်ပြီးတော့ပို့ပြီးတော့တန်မာလာမှာဖြစ်ပါတယ်ဒါပေမဲ့ကောင်းကင်မီတောင်နဲ့ပေါင်းဆက်ထားတဲ့ဒိုချီစွမ်းရည်ကိုတော့မရှင်းနိုင်သေးပါဘူးဘလို့ပဲဖြစ်ဖြစ်ဒါကဆေးလုံးအားကိုးမှုတက်တက်ပါဒါပေမဲ့အနည်းဆက်ဆုံးစွမ်းရည်မျိုးတိုက်ခိုက်မှုစွမ်းအားကိုတော့ခဏတာရရှိအောင်လို့လှုံ့ဆော်ပေးနိုင်စွမ်းရှိနေပါတယ်ဒါကတော့အဖိုးကြီးဟွန်ကလက်ရှိတန်းစိန်နေတဲ့ဆေးလုံးပါရှောင်းဝမ်ကဒီမှာအသုံးပြုတဲ့ဆေးမယ်တွေဒါရီယာဆိုရင်တော့သူကဆေးလောကထဲမှာရှုံကျန်းကြီးကိုဇီယန်ကအနိုင်ကျင့်ပြီးတော့ဘိုးလူပြီးတော့ရရှိခဲ့တဲ့ဆေးမယ်တွေပါဆေးလောကငယ်ကသူတို့ကိုဆေးမယ်တွေထောက်ပံ့ပေးထားတယ်ဆိုပေမဲ့လေရှောင်းဝမ်ကအလွန်ကြုံသုံးဆွဲလို့မရပါဘူးဘယ်လိုပဲဖြစ်ဖြစ်သူ့ရဲ့ကိုယ်ပိုင်ဆေးလုံးကိုဖော်ဆက်တာဖြစ်လို့သူ့ရဲ့ကိုယ်ပိုင်ဆေးမယ်တွေကိုလည်းထည့်သွင်းမှုလိုအပ်ပါတယ်ဒါကြောင့်မလို့ရှောင်းဝမ်ကအဆင့်ကိုဆေးလုံးအတွက်ဆေးမယ်တစုံစာကိုသာဆေးမြောက်စင်ငယ်ကနေယူပြီးကျန်တာတွေကိုကတော့သူကဆေးပြိုင်ပွဲရဆေးလောကထဲမှာသူရရှိခဲ့တဲ့ဆေးမယ်တွေနဲ့ပေါင်းဆက်ပြီးတော့သူကဆေးလုံးကိုဖော်ဆက်တာပါဒီမှာရှောင်းဝမ်ကအသုံးပြုတဲ့ဆေးမယ်တွေဟာဆိုရင်တော့အဆင့်ရှိ6ရောင်ချဲဆေးလက်စီဆေးလုံးတွေကိုဖော်ဆက်ဖို့အတွက်လုံလောက်တာထက်2ဆ3ဆလောက်ပိုများနေတဲ့ပမာဏပါအဆင့်ကိုဆေးလုံးကိုဖော်ဆက်မယ်ဆိုရင်တော့မှအဲ့လောက်ထိဆေးပမာဏကိုမလိုအပ်ပါဘူးဒါပေမဲ့ရှောင်းဝမ်ကဖော်ဆက်ချင်တဲ့ဆေးလုံးကအတော်လေးကိုမှမြင့်မာတဲ့ဆေးလုံးပါရှောင်းဝမ်ကအဲ့ဆေးလုံးအတွက် body တစ်ပတ်မျိုးစေ့ကိုပါအသုံးပြုခဲ့ပါတယ်ရှောင်းရန်ကဖော်ဆက်တဲ့ဆေးလုံးအဲ့ဒီဆေးလုံးဟာဆိုရင်တော့ body ပြန်လည်ဝင်စားခြင်းဆေးလုံးပါရှောင်းဝမ်ကအဲ့ဆေးလုံးဖော်ဆက်နေကိုရောက်ချမ်းစီရနဲ့အမွေဆက်ခံခဲ့တာမဟုတ်ပါဘူးသူ့ရဲ့ကိုယ်ပိုင်နားလည်မှုကနေဖြစ်တည်လာတဲ့ဆေးလုံးပါပြောရမယ်ဆိုရင်တော့ရှောင်းဝမ်က body တစ်ပင်ရဲ့ညံလင်းပွင့်ခြင်းအောက်မှာဘွာပေါင်း100ကိုဖျက်ဆီးခဲ့ရပါတယ်အဲ့လိုဘွာပေါင်း100ဝင်စားခြင်းထဲမှာဆေးပညာအပေါ်နားလည်တက်ကြွမှုကလည်းပါဝင်နေပါတယ်အဲ့လိုနားလေတွေ့ကြမှုကြောင့်ရောက်ချမ်းသူ့ကိုပေးခဲ့တဲ့ body ဆေးလုံးကိုသူကအဆင့်မြင့်တင်ပြီးတော့အဆင့်ကိုယတနာဆေးလုံးအဆင့်ထိရရှိအောင်လို့တန်းစင်နိုင်ခဲ့တာပါဒါကြောင့်မလို့လေရှောင်းဝမ်က body ပြန်လည်ဝင်စားခြင်းဆေးလုံးကိုတန်းစင်နိုင်စွမ်းရှိနေတာပါထိုင်း internet free data ထုမှု AIS များကိုအခမဲ့ Kind VPN software မှာစိတ်ကြိုက်အသုံးပြုနိုင်ပါတယ်အသုံးပြုနည်းကိုလည်း comment ရဲ့ Facebook အကောင့်လေးမှာတွားရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းတုံးကြီးတလောက်တော့အတော်လေးကိုမှအဆင်ပြေပါတယ်အရင်ဆုံးအနေနဲ့ဒီမှာသူတို့ကဆေးလုံးတွေကိုဖော်ဆက်ပြီး15ရက်လောက်အကြာမှာဆေးလျက်စီမိုးကြိုးတွေဟာစတင်ပြီးတော့ပေါ်လာခဲ့ပါတယ်အဖိုးကြီးဟွန်ကဆင့်ခေါ်လိုက်တာကတော့6ရောင်ချဲဆေးလျက်စီ6ရောင်ချဲဆေးလျက်စီဆိုတာကတော့အဆင့်8ဆေးလုံးတွေထဲမှာအမြင့်မားဆုံးအဆင့်ပါ6ရောင်ချဲဆေးလျက်စီကိုဖော်ဆက်နိုင်တဲ့မော်ဆေးပညာရှင်ကဘယ်နေရာကိုပဲသွားသူကတိုင်းသူတော်စင်တယောက်လိုတန်မိုးထားခံရမှာဖြစ်ပါတယ်တိုင်းသူတော်စင်တွေကတော့အဲ့လိုဆေးဆရာတွေကိုတန်မိုးထားကြပါတယ်ဒါကလေဆေးပညာရဲ့အစွမ်းနဲ့ဆေးပညာရဲ့ကြီးမားတဲ့အကျိုးသက်ရောက်မှုပါပဲဒီမှာပေါ်ပေါက်လာတဲ့6ရောင်ချဲဆေးလျက်စီအဖိုးကြီးဟွန်ကပြောင်းလဲခြင်းကိုးသွယ်တိုင်းဝိစာပါသူ့ရဲ့စွမ်းရည်နဲ့ဆိုရင်တော့သူကဒီဆေးလျက်စီကိုခုခံဖို့ကအခက်ခဲမရှိပါဘူးဒါပေမဲ့ဆေးလျက်စီထဲကနေပြီးတော့ဆေးလျက်စီရဲ့စွမ်းအားကိုပို့ပြီးတော့ဆွဲယူလေဆေးလုံးရဲ့အာနိသင်ဟာပို့ပြီးတော့အားကောင်းလာလေပါဒါကြောင့်မလို့အဖိုးကြီးဟွန်ကသူ့ရဲ့ဆေးလျက်စီကကြောက်လာတဲ့အချိန်မှာသူကဆေးလျက်စီထဲကနေလက်စီးစွမ်းအားတွေကိုဆွဲယူပြီးတော့ဆေးလုံးထဲကိုထည့်သွင်းပြီးတော့ပေါင်းဆက်နေတာပါအဲ့ဒီအချိန်မှာပဲရှောင်းရဲရဲ့ body ပြန်လည်ဝင်စားခြင်းဆေးလုံးကနေပြီးတော့ဆေးလျက်စီကကြောက်လာခဲ့ပါတယ်ရှောင်းဝမ်ရဲ့ဆေးလျက်စီအကြောင်းမပြောခင်သူဆေးလုံးဖော်ဆက်တဲ့နည်းကိုအရင်ပြပြပေးပါမယ်။ရှောင်းဝမ်ဆေးလုံးဖော်ဆက်တဲ့နည်းလမ်းဆိုရင်တော့ဆေးလုံးကိုတစ်စုံတစ်ခုရဲ့အတွင်းထဲမှာထည့်ပြီးတော့တန့်စင်တာပါ။အဲ့ဒါဆိုရင်တော့ရောက်ချမ်းကိုယ်တိုင်တော်မှမလုံနိုင်တဲ့အရာပါ။မလုံနိုင်တာတော့မဟုတ်ပါဘူး။ရောက်ချမ်းကိုယ်တိုင်တော်မှမစွန့်စားရတဲ့အရာပါ။အဲ့လိုအရာမျိုးရှောင်းဝမ်ကစွန့်စားပြီးတော့ဖန်တီးခဲ့တာပါ။အဲ့လိုဖန်တီးနိုင်တာကလည်းသူ့ရဲ့ဘွာပေါင်း100ဝင်စားခြင်းအတွေ့အကြုံတွေကြောင့်ပါ။အဲ့လိုဖန်တီးခြင်းကြောင့်ပဲဆေးလုံးရဲ့အာနိသင်ဟာပုံမူပြီးတော့ကြစ်လစ်လာပြီးဆေးလုံးကိုပုံမူကောင်းမွန်စွာနဲ့တန့်စင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ရှောင်းဝမ်ကိုယ်တိုင်ကလည်းဒီဆေးလုံးဖော်ဆက်တဲ့နေရာမှာလွယ်ကူနေရတော့မဟုတ်ပါဘူး။သူက3ကြိမ်တိုင်ကြာရှုံးခဲ့ပါတယ်။အဲ့ဒီ3ကြိမ်ကြာရှုံးမှုမှာသူ့ရဲ့ဆေးလုံးအိုးက3ကြိမ်စတိုက်ပောက်ကွဲခဲ့ပါတယ်။အဲ့လိုပောက်ကွဲပြီးမှပဲရှောင်းဝမ်ကသူကြာရှုံးမှုတွေကနေသူကပြန်လဲပြီးတော့ပြုပြင်ရင်နဲ့အကောင်းဆုံးအခြေအနေနဲ့ဆေးလုံးကိုဖော်ဆက်ခဲ့တာပါ။အဲ့လိုဆေးလုံးဖော်ဆက်ပြီးတဲ့နောက်မှာပဲဆေးလျက်စီကကြောက်လာတာပါ။ဒီမှာပေါ်လာတဲ့ဆေးလျက်စီအနက်ရောင်နှဆိုးဆေးလျက်စီဒီဆေးလျက်စီရဆိုရင်တော့အဆင့်ကိုဆေးလုံးတွေမွေးဖွားလာတဲ့အချိန်မှသာပေါ်လာတာပါတေချာတိတိကျပြောရရင်တော့အဆင့်ကိုယတနာဆေးလုံးတွေမွေးဖွားလာတဲ့အချိန်မှပေါ်လာတဲ့ဆေးလျက်စီပါဒီဆေးလျက်စီရဲ့စွမ်းရည်ဟာဆိုရင်တော့သူတော်စင်တစ်ပိုင်းအဆင့်အောက်ပညာရှင်အားလုံးကိုအမှုအဖြစ်ပြုလုပ်နိုင်တဲ့အထိတောင်မှကြောက်မက်ဖွယ်ရာစွမ်းရည်မျိုးဟာရှိနေပါတယ်ပြောင်းလဲခြင်းကိုးသွယ်အထွန်းထိပ်တိုင်းဝိစာတယောက်တော်မှာဒီဆေးလျက်စီကိုခုခံဖို့ဆိုတာသူ့အတွက်အတော်လေးကိုမှခက်ခဲပါတယ်သူ့မှာအကာအကွယ်နဲ့ပြင်ပအကူအညီတွေရတာရှိမနေဘူးဆိုရင်ပြောင်းလဲခြင်းကိုးသွယ်အထွန်းထိပ်တိုင်းဝိစာတယောက်ကဒီအနက်ရောင်နှဆိုးဆေးလျက်စီကိုဘလို့မှခံနိုင်ရရှိမှာမဟုတ်ပါဘူး
ဒီအနည်းအောင်နှဆိုးဆေးလျက်စီးရဆိုရင်တော့ဒီအခန်းမှာပထမဦးဆုံးအချိန်တွေ့ရတာမဟုတ်ပါဘူးကြားနန်းကျောင်းတော်ရဲ့ကျောင်းဝန်ကြီးကိုတွေ့တဲ့အခန်းအားလုံးကမှတ်မိသေးလားမသိဘူးအရှိပိုင်းငကားကျွန်းရဲ့လက်စည်းရခံအဲ့ဒီမှာကြားနန်းကျောင်းတော်ရဲ့ကျောင်းဝန်ကြီးကတော့မှအနည်းအောင်ဆေးလျက်စီးကျောင်းတွေလိုက်လို့အသက်လူပြီးတော့ထွက်ပြေးခဲ့ရပါတယ်အဲ့ဒီချိန်တွေကိုအားလုံးကမှတ်မိမယ်လို့ထင်ပါတယ်အဲ့ဒီချိန်မှာကြားနန်းကျောင်းတော်ရဲ့ကျောင်းဝန်ကြီးရဲ့အဆင့်ကအဆင့်မြင့်သူတော်စင်တစ်ပိုင်းအဆင့်ပါသူတော်မှအဲ့ဒီအနည်းအောင်နှဆိုးဆေးလျက်စီးရဲ့လိုက်လံတိုက်ခိုက်မှုကြောင့်အသက်လူပြီးတော့ထွက်ပြေးနေရတာပါဒါဆိုရင်တော့ဒီအနည်းအောင်နှဆိုးဆေးလျက်စီးကဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုတာအားလုံးကတွေးကြည့်လို့ရပါတယ်အဲ့ဒီခန်းမှာအနည်းအောင်ဆေးလျက်စီးကိုပထမဆုံးအချိန်မြင်တွေ့ခဲ့ရတာပါဒါကတော့ဒုတိယအချိန်ပါဒီတစ်ခေါက်မှာတော့ရှောင်းဝမ်ကဆင့်ခေါ်လိုက်တာပါဒီမှာရှောင်းဝမ်ကအနည်းအောင်နှဆိုးဆေးလျက်စီးကိုတားဆီးဖို့အတွက်သူ့ရဲ့ဆေးလျက်စီးအားလုံးကိုဆွတ်ယူနိုင်စွမ်းရှိနေတဲ့ကောင်းကင်နှဆိုးရုပ်သေးလက်ရှိရုပ်သေးရဲ့အဆင့်ကကျဲကိုပွင့်တိုင်းဝိစာအဆင့်စွမ်းရည်မျိုးရှိနေပါပြီဒီနေရာမှာဆိုရင်ရှောင်းဝမ်ကအနှဲငယ်လောဘကြီးလွန်းသွားတာပါသူကရုပ်သေးရတာအနည်းအောင်နှဆိုးဆေးလျက်စီးကိုဆွတ်ယူနိုင်စွမ်းရှိနေမှဆိုရင်ရုပ်သေးရဲ့စွမ်းရည်ကတိုင်းသူတော်စင်အဆင့်ကိုတက်ရောက်သွားနိုင်မယ်ဆိုပြီးတော့ရှောင်းဝမ်ကတွေးလိုက်မိတာပါဒါကြောင့်မလို့ရှောင်းဝမ်ကရုပ်သေးကိုထုတ်သုံးလိုက်တာပါရှောင်းဝမ်ကညံနေတဲ့လူတယောက်မဟုတ်ပါဘူးသူကရုပ်သေးကိုထုတ်သုံးရတဲ့အကြောင်းရင်းကတော့သူကအနှဲငယ်လောဘကြီးမိသွားတာပါဒါပေမဲ့ရှောင်းဝမ်ရဲ့အဲ့လိုလောဘကြီးသွားတဲ့လုပ်ရကြောက်ပဲရုပ်သေးကအနည်းအောင်နှဆိုးဆေးလျက်စီးကိုခံနိုင်မရှိပဲပျက်စီးသွားခဲ့ရပါတယ်ဒါဆိုရင်လေရုပ်သေးရဲ့ဆေးလျက်စီးတွေအပေါ်ဆွတ်ယူနိုင်စွမ်းအားနည်းနေရမဟုတ်ပဲအနည်းအောင်နှဆိုးဆေးလျက်စီးကိုပါထူးခြားနေရမို့လို့ပါတိုင်းသူတော်စင်တွေကတော့ခုခနိုင်စွမ်းမရှိတဲ့ဆေးလျက်စီးမျိုးကိုရုပ်သေးတရုပ်ကဆွတ်ယူနိုင်နေဆိုရင်မော်ဆေးပညာရှင်တွေအတွက်ဟာတာတက်ကြီးဖြစ်သွားမှာပါဒါကြောင့်မလို့ရုပ်သေးအနေနဲ့အနည်းအောင်နှဆိုးဆေးလျက်စီးကိုမဆွတ်ယူနိုင်တာကလည်းသဘောကျပါတယ်ဒါကြောင့်မလို့ရုပ်သေးရဆေးလျက်စီးအရှိမခုခနိုင်စွမ်းမရှိပဲပြုတ်ကွဲပျက်စီးသွားရတာပါရှောင်းဝမ်ကပျက်စီးသွားတဲ့ရုပ်သေးကိုတော့သူကလက်ရှိမှာတင်ဆက်ထားပါတယ်အဲ့နောက်မှာတော့ရှောင်းဝမ်ကအနည်းအောင်နှဆိုးဆေးလျက်စီးတစ်ချက်ရဲ့စွမ်းရည်ကိုသူ့ရဲ့ကနဦးကျဲတပွင့်တိုင်းသူတော်စင်အဆင့်စွမ်းရည်နဲ့သူကိုယ်တိုင်ကတားဆီးခဲ့ပါတယ်သူ့ရဲ့ကနဦးကျဲတပွင့်တိုင်းသူတော်စင်အဆင့်စွမ်းရည်နဲ့ဆိုရင်တော့အနည်းအောင်နှဆိုးဆေးလျက်စီးကိုသူကခုခနိုင်စွမ်းရှိနေပါတယ်ဒါကြောင့်မလို့ပဲရှောင်းဝမ်ကဆေးလျက်စီးကိုအောင်မြင်စွာနဲ့ခုခနိုင်စွမ်းရှိခဲ့ပြီးအဆင့်ကိုယတနာဆေးလုံးတစ်လုံးကအောင်မြင်စွာနဲ့မွေးဖွားလာခဲ့ပါတယ်လက်ရှိမှာရှောင်းဝမ်ကတန်းစင်လိုက်ရဲ့ဆေးလုံးပါဆိုရင်တော့ဘော်ဒီဆေးလုံးကိုအဆင့်မြင့်တင်ထားတဲ့အဆင့်ကိုဆေးလုံးပါဘော်ဒီဆေးလုံးကိုဒိုချီကုန်းမြင့်မှာရှိတဲ့မော့ဆေးပညာရှင်အများစုက6ယောက်ချဲဆေးလျက်စီးကိုဆင့်ခွန်နိုင်တဲ့အဆင့်ထိသာတန်းစင်နိုင်ကြပါတယ်အဲ့ထဲမှာရောက်ချမ်းကလည်းအပေါင်းဝင်ပါပဲဒါပေမဲ့ရှောင်းဝမ်ကတော့သူကိုယ်တိုင်အဆင့်မြင့်တင်ပြီးအဆင့်ကိုယတနာဆေးလုံးအဖြစ်တန်းစင်ခဲ့တာပါဒါကြောင့်မလို့ဘော်ဒီဆေးလုံးရဲ့ငကိုအကျိုးတရားမှုကရှောင်းဝမ်ကတန်းစင်လိုက်တဲ့အဆင့်ကိုယတနာဆေးလုံးနဲ့ရှင်လိုက်မယ်ဆိုရင်စွမ်းရည်ကွာဟမှုက2ဆလောက်ရှိနေပါတယ်ငကိုဘော်ဒီဆေးလုံးကသူတော်စင်တစ်ပိုင်းအဆင့်ကိုဖျက်ကျော်တဲ့အခါ10ရာခိုင်နှုန်းအခွင့်အရေးကိုတိုးမြင့်ပေးပါတယ်ဒါပေမဲ့ရှောင်းဝမ်ကတန်းစင်လိုက်တဲ့အဆင့်ကိုယတနာဆေးလုံးဘော်ဒီပြန်လည်ဝင်စားခြင်းဆေးလုံးပါဆိုရင်တော့90ရာခိုင်နှုန်းအခွင့်အရေးကိုတိုးပေးပါတယ်ဒါဆိုရင်တော့ပြောရမယ်ဆိုရင်2ဆတိတိကိုအောင်မြင်မှုကတိုးတက်လာတာပါဒါကြောင့်မလို့ဒီဆေးလုံးရဲ့တန်ဖိုးကဆိုရင်တော့ပြောင်းလဲခြင်းကိုးတဲ့အတွန်းထိပ်တိုင်းဝိစာအဆင့်ပညာရှင်အားလုံးရဲ့မျက်လုံးကိုညီရဲသွားစေဖို့ကလုံလောက်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ပြောင်းလဲခြင်းကိုးတဲ့အတွန်းထိပ်တိုင်းဝိစာတွေအတွက်အိမ်မက်ကတော့သူတော်စင်ဖြစ်လာဖို့ပါအဖိုးကြီးဟိုရဲ့ဆေးလုံးအကြောင်းကိုတော့အစာပိုင်းမှာရှင်းပြပေးခဲ့ပါတယ်ဒီမှာအားလုံးကသိချင်နေတဲ့ဝိညာဉ်ပေါ်လာတဲ့အခြေအနေလေးကိုတစ်ချက်ရှင်းပြပေးပါမယ်အဆင့်ကိုဆေးလုံးတွေမှာဝိညာဉ်ကိုဖန်တီးနိုင်စွမ်းရှိပါတယ်အဆင့်ကိုယတနာဆေးလုံးဆိုရင်တော့ဝိညာဉ်ကိုယ်ထဲကိုဖန်တီးနိုင်ပြီးပုံစံအမျိုးမျိုးကိုပြောင်းလဲနိုင်ပါတယ်အဆင့်ရှိဆေးလုံးတွေဆေးလျက်စီးကိုဆင့်ခွန်နိုင်တဲ့အဆင့်ရှိဆေးလုံးတွေကတော့တားရဲဝိညာဉ်ပုံစံမျိုးကိုပြောင်းလဲနိုင်ပါတယ်အဆင့်ကိုယတနာဆေးလုံးမှာဆိုရင်တော့အသိဉာဏ်ရှိလာပြီးလူသားတွေကိုတော့လှည့်စားနိုင်တဲ့စွမ်းရည်မျိုးကရှိလာပါတယ်ရှောင်းဝမ်ကဖန်တီးထားတဲ့ body ပြန်လည်ဝင်စားခြင်းရဲ့အဆင့်ကိုယတနာဆေးလုံးဆိုရင်ရှောင်းဝမ်ကိုလှည့်စားဖို့အတွက်သူ့ရဲ့ပုံစံအောင်တော့ပုံတူပြောင်းလဲခဲ့ပါတယ်ဒါဆိုရင်တော့ဒီဆေးလုံးမှာအသိဉာဏ်အနည်းငယ်ရာရှိလာတာပါဒီအသိဉာဏ်ဆိုရင်တော့ကြီးကြီးမားတော့ဟုတ်မနေပါဘူးအဆင့်ကိုရွှန်ဆေးလုံးအဆင့်ကိုရွှန်ဆေးလုံးဟာဆိုရင်တော့လူသားတယောက်လိုအသိဉာဏ်ရှိနေပေမဲ့သူတို့ကဘလို့နေထိုင်ရှင်တန်ရမလဲဆိုတာကိုတော့မသိသေးပါဘူးအဆင့်ကိုရွှန်ဆေးလုံးတွေကိုတော့လက်ရှိဒိုချီကိုမြေကြီးမှာတန်းစင်နိုင်တဲ့လူကလက်ငါးချောင်းတော့ပြည့်မနေပါဘူးလက်ရှိရှောင်းဝမ်ကတော့အဆင့်ကိုရွှန်ဆေးလုံးကိုတန်းစင်နိုင်တဲ့အရေးချင်းမျိုးမရှိသေးပါဘူးဆေးเจ้าဆောင်ရဲ့ဘိုးဘေးကြီးကိုအဆင့်ကိုရွှန်ဆေးလုံးတစ်လုံးလို့ကျွန်တော်အရင်ဗီဒီယိုမှာပြပြခဲ့ပူပါတယ်ဒါပေမဲ့ဆေးเจ้าဆောင်ရဲ့ဘိုးဘေးကြီးရဲ့ဖြစ်တည်မှုကထူးခြားဖြစ်တည်မှုပါသူ့လိုအဆင့်မျိုးကိုရောက်ဖို့ဆိုတာအဆင့်ကိုရွှန်ဆေးလုံးတစ်လုံးနေနဲ့မလွယ်ကူပါဘူးဆေးเจ้าဆောင်ရဲ့ဘိုးဘေးကြီးကဖြစ်တည်လာတာသူ့ကိုဖော်ဆက်ခဲ့တဲ့မော့ဆေးပညာရှင်ရဲ့စိတ်ဆန္ဒနဲ့ဝိညာဉ်ကအဆင့်ကိုရွှန်ဆေးလုံးထဲမှာလုံးဝပေါင်းဆက်သွားပြီးသူကိုယ်တိုင်ကဆေးလုံးဖြစ်သွားသလိုဖြစ်တည်မှုမျိုးဖြစ်သွားလို့ပါ
ဒါကြောင့်မလို့စေးเจ้าဆောင်ရဲ့ဘိုးဘေးကြီးရဲ့ဖြစ်တည်မှုကလုံးဝထူးခြားစမ်းကြဲတဲ့ဖြစ်တည်မှုကြီးပါအဆင့်ကိုရွှံစည်းလုံးရဲ့အထက်မှာတော့အဆင့်ကိုရွှေစည်းလုံးနေရာရှိနေပါတယ်အဆင့်ကိုရွှေစည်းလုံးကပေါ်လာတဲ့အချိန်မှာဆိုရင်တော့ရွှေရောင်စည်းလက်စည်းကြောင်းနေရာကြောက်လာမှာပါအဆင့်ကိုဒီအဆင့်စည်းလုံးနေရာတော့ဒိုချီကုန်းမြေကြီးရဲ့ဒါနာရီဒီထဲမှာသာရှိနေကြတဲ့စည်းလုံးတွေပါအဆင့်ကိုစည်းလုံးတစ်လုံးရဲ့စွမ်းရည်ရာဆိုရင်တော့အပြေးအဝကိုအသိဉာဏ်ရှိနေပြီးကျဲကိုးပွင့်တိုင်းတော်စင်တယောက်ရဲ့စွမ်းရည်မျိုးအောင်ရှိနေပါတယ်အဲ့ဒါကတော့အဆင့်ကိုရဲ့အထွန်းထိပ်ဖြစ်တဲ့အဆင့်ကိုဒီစည်းလုံးတွေပါအဆင့်30ဆိုရင်တော့နတ်ဖျားဖြစ်နေပါပြီအဆင့်30စည်းလုံးတစ်လုံးอ่ะဆိုရင်တော့နတ်ဖျားတစ်ပါးအဆင့်တော်ရှိနေပါတယ်တိုင်းနတ်ဖျားတစ်ပါးအဆင့်ပါဒါကတော့စည်းလုံးတွေရဲ့အဆင့်သတ်မှတ်ချက်တွေပါလက်ရှိမှာရှောင်းဝမ်ကအဆင့်ကိုယတနာစည်းလုံးကိုအောင်မြင်စွာနဲ့တန်းစီနိုင်ခဲ့တာမလို့သူကစေးပြိုင်ပွဲမှာအနိုင်ရရှိပြီးစေးပြိုင်ပွဲရဲ့အကြီးအကဲဖြစ်လာပါတယ်လက်ရှိရှောင်းဝမ်ရဲ့အဆင့်တန်းอ่ะဆိုရင်တော့စေးเจ้าဆောင်မှာရွှံကုန်ကြီးတို့နဲ့ဒန်းတူဖြစ်သွားပါပြီဒါကြောင့်မလို့မဟာမိတ်အနေနဲ့ကတော့ရှောင်းဝမ်တို့ဘက်မှာမဲတာဝိုင်းပြီးလို့ပဲပြောရမှာပါဒါကြောင့်စေးเจ้าဆောင်ကြီးကတော့ဂျားနေအဖြစ်ကနေပြီးတော့သူတို့ရဲ့မဟာမိတ်ကြီးကိုပူပေါင်းလာကြရတော့မှာပါဒီမှာနောက်ဆုံးနေရာမှာယောက်ချမ်းကအဖိုးကြီးဟုံဘာတွေကိုပြောလိုက်လို့အဖိုးကြီးဟုံကပျော်ပြီးတော့ထွက်သွားတယ်ဒါဆိုရင်တော့ယောက်ချမ်းကအဖိုးကြီးဟုံတပည့်တယောက်ကိုရှာဖို့အတွက်ပြောလိုက်တယ်လို့ပဲထင်ပါတယ်ဒါကြောင့်မလို့လေအဖိုးကြီးဟုံကငါတပည့်တယောက်ကိုတွက်ရှာတော့မယ်လို့ပြောတာပါယောက်ချမ်းကပြောပြလိုက်တာကတော့ပါရမီရှင်တပည့်တွေကိုပြိုးထောင်ပြီးတဲ့နီလန်းတွေကိုဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့အဖိုးကြီးဟုံကအတော်လေးကိုပျော်ရွှင်ပြီးတော့ထွက်ခွာသွားတာပါဒါကတော့ဖြစ်နိုင်ချေနီလန်းတစ်ခုပါပဲဘာတွေကိုပြောပြလိုက်လဲဆိုတာကတော့ဒီမှာမဖော်ပြခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်ကလည်းအတိအကျတော့မပြောနိုင်ပါဘူးကျွန်တော်ကတော့ခရိုဆာကီပါဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုဒီမှာပြန်တွေ့ကြပါပေါ့